အပြညီးဆွဲလို့နော်မဟုတ်ရင်အဲ့စုပ်ဖွားသားမိနဲ့အသေးပဲ တော်ပါတော့အမေရဲ့ရှက်ဖို့ကောင်းလိုက်တာတရက်ကလုံးလဲတိနေလောက်ပြီနောက်နေဘလို့မျက်နှာနဲ့စာသွားတင်အောင်မသိဘူး နေစင်းမအောင်နင်အဲ့ရင်စာထက်တင်နေသေးတယ်ပေါ့ဟုတ်လား မဟုတ်ပါဘူးအဲ့ရက်ကွက်ထဲမှာပဲနောက်အိမ်တင်နေတာအခုအဲ့အိမ်လဲအမေတောင်းချမ်းတာကိုတိပြီးလောက်ပြီရှက်ဖို့ကောင်း ဟဲ့တောင်းညံ့တင်လို့တောင်းကြတာလေငါဘာလို့ရှက်ရမှာလဲနေစင်းမအောင်ဒီလောက်ငါလိုလေသေးမရှိထားရတဲ့ဥစ္စာနင်ဘာလို့စာလိုက်တင်နေရဟဲ့အမေမေးနေရလေဘာလို့စာလိုက်တင်နေရလဲလို့ဟဲ့ဘာမှမဖြစ်အောင်လေ သမီးအပိုးဝင်ဝင်လိုချင်လို့ အပိုးငွေလိုချင်လို့ငါပေးတာမလောက်လို့လားမလောက်ဘူးဆိုရင်ပြောပေါ့ထပ်ပေးမှာပေါ့ မဟုတ်ပါဘူးမေရဲ့သမီးကသမီးအပိုးဝင်ဝင်ရှာချင်တာ ညီပြောတော့စကောလာရပြီးပြီဆိုနေဖို့စားဖို့ငါပေးထားတာပဲနင်ကဘာတွေလိုနေသေးရလဲ သိပါတယ်အမေရဲ့ဒါပေမဲ့လည်းရသလောက်တော့စုသွားခြင်းသေးတယ်ဟိုမှာကြောင်းလဲထက်တက်ခြင်းတယ်လိုအပ်တဲ့တင်တန်းတွေလည်းထက်တက်ခြင်းတယ် ဟဲ့ညီလောပါကလည်းအတော့မတတ်နိုင်ပါလားဟဲ့ငါမုံဆိုးမဆိုလဲညီအုံနောက်ထဲထည့်ထားအောင်မိန်းမတယောက်တည်းအားနဲ့ညီကိုအခုလိုပြည့်ပြည့်စုံစုံထားနိုင်တာတော့မှကံကောင်းတယ်မှတ် သမီးလည်းအမေစီကနေထပ်မတောင်းပါဘူး ကိုယ်လုံးနဲ့မင်းနဲ့နေရယူထားကိုဘယ်သူမှမသိနိုင်ဘူး